လာတဲ့အတန်လေးတိုက်ပွဲဒီလောက်စုနေဟာစီကတံဘလို့ကြားမှာမဟုတ်လေအတန်ဆိုတာလုံးလို့ရတယ်ဆိုအမျိုးမျိုးလုံးလို့ရတယ်ဆိုပညာသားတာမရရင်ဖဲလိုက်ငါကိုရတယ်တိုက်ပွဲဖြစ်မယ်တိုက်ပွဲကြားတော့ဟာစကီပြတ်လာဟာစကီပြတ်အဲ့ဒါကိုလိုချင်တာโอเคရတာဗောโอเคတိုက်ပွဲတစ်ခုဖြစ်နေကြတော့ဟာစကီဖြတ်လာအဲ့ဒီတိုက်ပွဲတစ်ခုဖြစ်နေကြတော့ဟာစကီဖြတ်လာလေအဲ့ဟာစကီကိုအောက်ကနေတရေပင်းနဲ့လှမ်းပစ်လိုက်လို့ဟုတ်မင်းနဲ့ပြစ်လို့ရမလားကွာဟာစကီကိုအေးလောင်ချာနဲ့ပိတ်ထုတ်လိုက်လို့ဟာစကီပောက်ကွဲသွားတဲ့အတန်လေးအဲ့ဒါဒီဆက်ကြားကြပောက်ကွဲသွားတယ်အတန်တို့ပညာမှာအဲ့ဒီကအနှစ်ပဲပောက်ကွဲတယ်ဆိုတဲ့အတန်ကိုလုပ်ဖို့တောင်းတောင်းမလွယ်ဘူးဘာဖြစ်လို့လဲဆိုဒီပောက်ကွဲတယ်ဆိုတဲ့အတန်ကိုလုပ်ဖို့ကကျွန်တော်ပြောမယ်ဆိုရင်နှစ်ပေါင်းများစွာလေ့ကျင့်ဒါပေါ့ဒီတနတ်တန်တို့ဘာလို့ရောက်တော့လွယ်တယ်အဲ့ပောက်ကွဲတာအရေးကြီးတာโอเคလုံးကြည့်လိုက်စမယ်နော်တိုက်ပွဲဖြစ်မယ်ဟာစကီဖြစ်လာပြီပြောတော့ဒီအတန်ကိုရတယ်ဆိုမပေါက်ကွဲငယ်ချောင်းဆုံးမိသွားလို့ဒါတိုက်ပွဲတစ်ခုဖြစ်တဲ့အတန်မှာโอเคအဲ့ဒါဆိုကျွန်တော်လေးဟိုကြည်စံကိုကျွန်တော်တစ်ချက်ချင်းပြစ်ချင်တထောင်ချင်းရတာဗောဒါတထောင်ချင်းပြစ်တောင်ချင်းအတွဲလိုက်ပြစ်ချင်အတွဲလိုက်ရတာဗောရစွန်းတထောင်ချင်းပြန်ပြစ်လိုက်ချင်ခုနပြစ်ပြီးပြီလေတထောင်ချင်းပြန်ပြစ်လိုက်စမ်းပါဩရပြီတော့ဝတ်ထက်ပြစ်ချင်တာကြီးစံငါပိုက်ထိုးလိုက်လို့ကြီးစံတော့ဝတ်ထက်ပြစ်လို့ရမလားကွာအဲ့တထောင်နဲ့ပြစ်လိုက်တဲ့ကြီးစံလေးကတောင်ကုန်းလေးကိုကြော်ပြီးတောင်ကုန်းလေးဟိုဘက်မှာရှိတဲ့ရေကန်ထဲကိုပြုတ်ကျသွားတဲ့အတန်အဲ့ဒါကြားချင်ပြုတ်ကျသွားတာဟုတ်ကဲ့ပါအဲ့ဒါအနှစ်ပဲအဲ့ဒါအနှစ်ပဲပြုတ်ကျသွားတယ်ဆိုတဲ့အတန်ကိုလုပ်ဖို့နှစ်ပေါင်းများစွာလေ့ကျင့်ရပြီရအောင်လုပ်ရနော်โอเคပလုံဆွတ်အဲ့ဒါပလုံဆွတ်ပြရတာလေကြီးစားတဲ့ကကျွန်တော်လေးကပလုံဆွတ်လုံးဘယ်လိုမြင်မလဲလို့โอเคဒါဘလို့အဲ့ဆိုရင်အဲ့တထောင်နဲ့ပြစ်လိုက်တဲ့ကြီးစံလေးတောင်ကုန်းလေးကိုကြော်မယ်တောင်ကုန်းလေးဟိုဘက်မှာရှိတဲ့တောလန်းလေးကိုဖြတ်မယ်ပြီးတော့တရွက်ကလေးရှက်မှန်မယ်တရွက်လေးရှက်မှန်ပြီးတပင်းအောက်မှာအိတ်နေတဲ့စိတ်ရဲ့အမိကိုထိလို့စိတ်ကနာပြီးអော်ပြီးတဲ့အတန်ဘာရဲ့အဲ့တထောင်နဲ့ပြစ်လိုက်တဲ့ကြီးစံလေးတောင်ကုန်းလေးကိုကြော်မယ်တောင်ကုန်းလေးဟိုဘက်မှာရှိတဲ့တောလန်းလေးကိုဖြတ်မယ်ပြီးတရွက်ကလေးရှက်မှန်မယ်ပြီးတပင်းအောက်မှာအိတ်နေတဲ့စိတ်ရဲ့အမိကိုထိလို့စိတ်ကနာပြီးអော်ပြီးတဲ့အတန်စိတ်ကလေးကိုပြစ်လိုက်တဲ့တောင်ကုန်းလေးကိုဖြတ်ပြေးပြီးတော့မဟုတ်ဘူးလို့တောင်နဲ့ပြစ်လိုက်တဲ့ကြီးစံလေးတောင်ကုန်းလေးကိုကြော်မယ်တောင်ကုန်းလေးဟိုဘက်မှာရှိတဲ့တောလန်းလေးကိုဖြတ်မယ်ပြီးတရွက်ကလေးကိုအဲ့ကြီးစံလေးရှက်မှန်သွားမယ်ဟောတိပြတ်တွေကိုမှန်ပြီးမှစိတ်ရဲ့အမိကိုထိလို့စိတ်ကနာပြီးអော်ပြေးတာရတယ်โอเคဒီထဲမှာတရွက်ကလေးရှက်မှန်တာစိတ်ရဲ့အမိကိုထိလို့စိတ်ကနာပြီးអော်ပြေးသွားအဲ့ဒါဆိုကျွန်တော်စိတ်တစ်ခေါင်းရဲ့အတန်လေးတစ်ချက်လောက်လုပ်ကြစိတ်အခုဒါစိတ်အပြိုအတန်ပေါ့နော်စိတ်ဟမ်ဒါစိတ်ရိုးစိတ်ပဲရိုးစိတ်အဲ့ဒါအပြိုအတန်စိတ်အပြိုရှိသေးတယ်